ကတကြီးသားအဲ့တော့ဒီရွာမှာဆရာပဲရွာအရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ခွင့်မတောင်းပဲမင်းတို့လာရင်ဟိုမှာမြင်လာပါလေဖေးရဲ့အမွေအနှစ်နှလုံးပြည့်နေတာပဲငါကတကြီးသားအဲ့တော့ဒီရွာမှာဆရာပဲရွာအရှိဘိုင်းကိုမင်းတို့ငါမခေါ်ပဲမလာနဲ့ကြက်တဲ့ပွဲတွေလှုပ်ချင်တော့ငါလက်ထဲကိုဓာတ်ထက်ဒါမထက်နှလုံးဖြူမင်းတို့မြင်လာပါလေတိုင်းထားတော့လေချိန်ကုန်လို့လေးဆိုဟဲ့နိုင်ကိုလည်းကြည့်အောင်ညနေ4 နာရီနဲ့38မောင်သားအေး4ခွားကရောက်စလုံးနဲ့ပြပြီးလို့တော့မြောက်ပိုင်းကဘော်လာလေးမှာခေါ်လေးဆိုဟဲ့ငါကိစ္စတထိုင်းရင်ဘူးနဲ့ပိတ်ကြည့်လို့ဘူးကအေးစစ်တိုင်းမင်းတို့စောင့်နေရွာထိတ်ကသရာမှာရွာထဲရောက်အောင်တကြီးသားဆိုတော့ရန်ကြီးလာတဲ့ကိုနောင်ကိုင်းမလေးတွေကိုလန်းလန်းပြီးစားဟဲ့အောင်သားအေးဟိုမှာကြီးစမ်းမီအေးတို့ပွဲညနေဆောင်တော့ရေကစင်းလာရေအိုးလေးရွက်ကိုတခါမြူကြီးသားကိုဝိုင်းပြီးလင်းလူတဲ့ပွဲတွေ့ပြီးငါနဲ့ဟိုက်ဦးမကွဲတဲ့နှထင်ဘူးလို့ထွက်ရွာမှာတကြီးသားဆိုတော့ဘလူးကငါ့ကိုကြည့်မရဒီကြားထဲငါ့ကိုကြိုက်တာမင်းကြီးမကွက်ရောက်ပါညီမထီတော့ဓာကြီးတဲ့အကိုနဲ့ညိပြီးလက်တီးလက်မတန်းနေတော့ဆရာတော်နဲ့မိပြီးမင်းတို့ကောင်းနေရန်ပြင်းချိန်လုံးဆောင်မိမယ်ဆက်ရတော့အတန်ကြားတော့ငါလည်းမစိုးမပြီးလေတဲ့သွားတိုက်တာဆရာတော်ထမစာဦးမဖြစ်မယ်ဒီညတော့စာဦးမရင်သွားပြီးလေးခွာနဲ့ပြစ်မယ်